ကျမကတော့ဒီနေ့အိမ်မှာအမေယိုးနဲ့ပဲဟင်းချက်စားဖြစ်ပါတယ်။အရင်ဆုံးပင်တော်တိမ်ရွက်ရယ် bay leaf ရယ်တစ်ချဘောခေါက်ရယ်ကိုအရင်စီတက်ပါတယ်။ပြီးတာနဲ့ကျွတ်ဖြူချင်းအနေငယ်ကြိတ်ထားတဲ့အရာကိုစီတက်ပါတယ်။ပြီးတော့တေချာစွာတန့်ရှင်းထားတဲ့အမေယိုးများကိုထည့်ပါမယ်။ပြီးတာနဲ့တခါတည်းအရသာထည့်ပါမယ်။အရင်ဆုံးစနွန်းထည့်ပါမယ်။အယောင်တင်ထည့်ပါတယ်ပြီးရင်ချက်သားမောင်ထည့်ပါတယ်စားထည့်ပါတယ်ငန်ပါရဲ့အနေငယ်ထည့်ပါတယ်ပြီးတော့ကျွန်မကတော့ပဲငန်ပါရဲ့အကြည့်ကိုလည်းသုံးထားပါတယ်ပြီးတော့ကျွန်မကတော့မဆလာအနံ့အရင်များတာမကြိုက်တာဖြစ်တဲ့အတွက်ပါတယ်ဆိုရုံလေးပဲထည့်ပါတယ်ပြီးတော့ကျွန်မတို့ pressure cooker မှာအစင်တင်ချက်ထားတဲ့ပဲကိုအသားတွေနုဤလာပြီဆိုတာနဲ့ချက်ပြီဆိုတာနဲ့ထည့်လို့ရပါပြီအရင်ကလည်းစားလို့ကောင်းတဲ့ဟင်းဖြစ်တယ်ချက်ရတာလည်းလွယ်ကူပြီးတော့အားရှိစေတဲ့အစားအစာဖြစ်ပါတယ်တဘောချနဲ့တက်တယ်ဆိုရင်လိုက်ပြီးတော့ချက်စားကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်